အေယာဝတီတိုင်းလင်းမျက်နှာမြို့နယ်ရခိုင်ရိုးမအနီးတစ်ဝိုက်ကစာတင်ကျောင်း16ကျောင်းကိုစစ်ကောင်စီဟာပိတ်လိုက်ပြီးဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။လင်းမျက်နှာမြို့နယ်ငဝုံမြစ်အနောက်ဘက်ခြမ်းကစာတင်ကျောင်း16ကျောင်းကိုတိုက်ပွဲတွေကြောင့်ဒီလ20ရက်နေ့ကနေစပြီးပိတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ငဝုံမြစ်အနောက်ဘက်ခြမ်းရခိုင်ရိုးမနဲ့အနီးတစ်ဝိုက်ကစာတင်ကျောင်းတွေကိုပိတ်လိုက်တာဖြစ်ပြီးဆရာမတွေကတော့မြို့ပေါ်ကိုစစ်ဆောင်လာကြတယ်လို့သိရပါတယ်။ဇွန်လ15ရက်နေ့ကစတင်ကလင်းမျက်နှာမြို့နယ်ပသိမ်မုံရွာကားလမ်းတစ်လျှောက်ကကြေးရွာတွေမှာအာရခတ်တော် AA ဥဆောင်တဲ့ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့အကြားမှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။ပသိမ်မုံရွာလမ်းတစ်လျှောက်ကရွာတွေမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေကို AA နဲ့ PDF ပူပေါင်းတပ်တွေကဝင်တိုက်နေပြီးစစ်ကောင်စီကလေယာဉ်တွေနဲ့ဒရုန်းတွေနဲ့ပါတိုက်ခိုက်နေတာဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။ပသိမ်မုံရွာကားလမ်းအနီးကရေဖြူနဲ့သိန်းနုကုန်းရေစခန်းတွေကိုလည်း AA ဥဆောင်တဲ့ပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်ပြီးဖြစ်ကကြေးရွာသားတွေကတော့လင်းမျက်နှာမျိုးပေါ်ကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။